ဆွဲမိုဘိုင်းဖုန်းဆိုင်ကဆောက်သွားလိုက်မှာကွာဟာဟိုရှိမှာဆိုင်းမုတ်ဒီထောင်ရပဲသွားမယ်ဆွဲမိုဘိုင်းဟယ်လိုညီမလေး iPhone 70 Pro မှာတလုံးလားညရောက်နေလေအမရေအခုမှမနက်ပဲရှိတယ်အဲ့ဆိုညမကြီးပါဖြစ်လို့တက်တာညမကြီးတက်တော့ညရောက်နေပြီကွာဒီညမလေးတော့ဆိုင်အမဘာလို့လဲ iPhone 70 Pro မှာပြီးတော့လက်တော့လည်း iPhone 70 Pro လဲဟုတ်ဘူးလက်တော့မပေါဟုတ်ကဲ့မ70 Pro မှာလေတော့ချဟုတ်ကဲ့ဘာရောင်နေရှိတယ်ဟွာအစရအဝါရအလိုက်အဝါရောင်ပဲပေးလိုက်တော့အဝါရောင်ပဲပေးအစိမ်းယူခဲ့ဟိုအစိမ်းရောင်အဝါရောင်ပဲရှိရလားဟုတ်ပါဒါမဲ့အစိမ်းရောဒီတော့ရပါတိလွတ်တက်တာတော့အလားအဆောင်လေးညောင်းလားလေးစမ်းလာဖုံးအကြောက်ွယ်အောင်လို့ပါကွာဒီ iPhone 70ရဟိုကမှမပေါ့ဒီဘက်ကကျတော့ iPhone 70ဆိုတော့ဒီအဝါရောင်လေးပဲယူလိုက်တော့ဒီအဝါရောင်လေးဒီဖုန်းလေးအဆင်းရောင်ဖုန်းလေး iPhone 70အဆင်းရောင်ဖုန်းလေးဘယ်လောက်တော့အလိုရောဟုတ်ပါဘူးကိုရောင်ကြည့်တာမီကိုရောင်ဘယ်လောက်တော့တုံးလိုက်တုံးသိန်း3000သိန်း3000နော်သိန်း3000နော်ကျဲပါလို့တိန်းတော့တော်မှာကြပါငါပတ်စံတော့ယူလိုက်ပါဒီမှာလက်ဝခံလေးတော့ရှိဒီမှာမွေးနိုင်မှုဒါညို့ဟိုတကယ်ကောင်းမအောင်လက်စားချေရဒီမှာသိန်း3000ပါသိန်း3000